နဲ့ခလေးပါရှင်ဒီနေ့ရှင်ကျန်းတို့ဘွားရဲ့အတွက်မနက်စာလေးရတော့ဒီနေ့ကတော့ဆရာမကြီးကိုယ်တိုင်ကြော်ထားတယ်ပြီးဆုံးထမင်းကြော်လေးရဲ့နောက်တော့ညီမတို့အကြော်လေးရဲ့အချင်းတုံလေးရဲ့ငရုတ်သီးလေးရဲ့ကျွေးမွေးမှာဖြစ်ပါတယ်ရှင်အခုကတော့ဘွားတွေအတွက်ဒါကိုယ်တိုင်ထမင်းကြော်လေးတွေပြင်ဆင်နေရပါဒီနေ့ကမိုးကလည်းအေးအေးလေးနဲ့ဆိုဒါထမင်းကြော်ပူပူလေးနဲ့ဒါဘွားတွေဘလောက်တောင်ကြိုက်တွေ့လဲမလဲဆိုတော့အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်နော်ကဲဘွားလေးစားလေးလိုက်ကြည့်စောင့်ကြည့်ပေးပါအောင်ရှင်မင်္ဂလာပါရှင်ဒါကတော့မနက်စာအတွက်ပြင်ဆင်ထားမှုတွေဖြစ်ပါတယ်ရှင်ထမင်းကြော်ရဲ့ဒါလေးကတော့ချင်မောင်ကြော်လေးရဲ့ဒါကတော့အကျော်ဒါငရုတ်သီးလေးနဲ့ပြင်ဆင်ထားတာလေးဖြစ်ပါတယ်ရှင်ဟိုဘက်မှာလည်းပြင်ဆင်ထားတာလေးလိုက်ပြပေးပါမယ်ရှင်ချစ်ရတဲ့ညီမလေးတွေဒါဝိုင်းကူပေးနေကြဖြစ်ပါတယ်ရှင်ဘက်မှာလည်းဒါတော့ဂီလာနာဆောင်ကဖွားတွေအတွက်ပြင်ဆင်ထားတာလေးပါအဖွားတွေဘယ်လောက်ကြိုက်တွေ့မလဲဆိုတော့အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်နော်ဒါကတော့မနက်ကင်းပူပူတွေရဲ့မြစ်တာပုံထမင်းသုံးဆောင်နဲ့အလူရှင်စေတနာရှင်များကိုမြစ်တာပူပါလည်းဖြစ်ပါတယ်ရှင်ဒါကတော့ညီမတို့ရှင်းရှင်းတို့ဖွားတွေရဲ့ဂီလာနာဆောင်ပူပူတွေရဲ့မနက်စာသုံးဆောင်တာလေးဖြစ်ပါတယ်ရှင်အဖိုးဒီနေ့အတွက်မနက်စာလေးကဘာလေးနဲ့တော့နဲ့အဖိုးဘေးအားကျော်ဒါကတော့ထမင်းကြော်ငရုတ်သီးအချင်းတုံးလေးနဲ့ကျွေးမှုရတယ်ပဲဖြစ်ပါတယ်ရှင်အခုလုံးမနက်ကလေးတွေမှာဖွားတွေရဲ့အတွက်အာရဏနာကုသိုလ်ပြုခြင်းနဲ့ဆိုရင်တော့မနက်စာကိုတသိန်းမှာနေ့ကင်းစာကိုတော့တသိန်းခွဲပါရှင်ညနေစာကိုတော့တသိန်းမှာတနေ့ကုန်စာလုံးဆိုရင်တော့3သိန်းခွဲကျက်နဲ့ကုသိုလ်ပြုလူတန်းလို့ရတယ်လို့အချို့ဝဲပါတယ်ဆိုရင်9သိန်းကျက်နဲ့ကုသိုလ်ပြုလူတန်းလို့ရပါတယ်ရှင်မနက်စာနေ့လယ်စာညနေစာများကိုလည်းခွဲပြီးတော့လည်းလူတန်းလို့ရပါတယ်ဆက်သွယ်ပြီးတော့လူတန်းကျင့်နေဆိုရင်တော့450ရှစ်တဲ့သုံးလုံးကကွန်ဖုန်းတွေကိုဆက်သွယ်လူတန်းလို့ရတယ်လို့450 656 3ညနေကိုဆိုတဲ့ဖုန်းလေးကနေပြီးတော့လည်းဆက်သွယ်လူတန်းလို့ရပါတယ်ရှင်အားလုံးပဲဒါကတော့ဘွားကီလာနာဖိုးဆောင်ကထမင်းသုံးဆောင်တာလေးကိုဒီနေ့ရိုက်ပြရလေးပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်